ကျူရှင်နေကြောင်းနေအများကြီးကိုကယူထားပေမဲ့လည်းတကယ်တမ်းမှာအမှတ်တရကောင်းမနေဘူးလောလောဆယ်မှာရလက်တွေgrade 12ပေါ့နော်ဆက်စအုပ်ဆုံးနှစ်စပဲရှိသေးတယ်ဘယ်လိုမှအဆင်ပြေမနေဘူးဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုလေးမှာအခုပြောပြမယ့်တစ်ချက်ကိုတော့သိထားစေချင်တယ်ပေါ့နော်ဆိုတော့အဲ့ချက်ကဘာလဲဆိုတော့ကိုယ့်ရဲ့စာလုံးကြီးဖြစ်ပါတယ်ဆိုတော့ကိုက grade 10 11မှာကြော်ပြခဲ့တဲ့အကြောင်းအရာတွေတော့များဆိုလို့ရှိရင်ကိုတွေ့ရတဲ့လောက်ကတော့သူတို့တွေကရွေးချက်ရွေးဖြေရွေးပြီးတော့မှလုပ်ပြီးတော့မှ online သူတွေများကြတယ်ပေါ့နော်ဒါအကုန်လုံးတော့ပြောတာမဟုတ်ပါဘူးတော်တော်များများအဲ့လိုရှိကြတယ်ပေါ့နော်ဆိုတော့အဲ့လိုရှိကြတဲ့အကြောင်းအရာတွေနဲ့ grade 12လိုမျိုးရောက်လာတဲ့အခါမျိုးမှာကိုကစာလေးတွေကိုစာမွေး tutorial လေးဖြည့်မယ်ဆိုရင်ဒါလေးကိုရွေးလုပ်လိုက်မယ်ဒါလေးကိုရွေးဖြည့်လိုက်မယ်အဲ့လိုမျိုးလေးလုပ်တဲ့ကလေးတွေအနေနဲ့ကအရန်ကိုခက်ခဲလာနိုင်တယ်ဒါကြောင့်မို့လို့အရေးကြီးဆုံးကတော့ကိုလက်လန်းမီတလောက်လိုက်လုပ်ပါဆိုတော့ကိုအတွက်အချိန်ရှိသလောက်ကိုတရက်ကို3နာရီလုပ်မယ်စဉ်းစားထားဒီ3နာရီအတွင်းကိုအပြည့်ပေါ့နော်ကိုပြီးသလောက်ကိုလုပ်ပါအကုန်မပြီးရင်တော့မှရသလောက်အချိန်ရသလောက်အတွင်းမှာအဆင်ပြေတယ်လို့လုပ်သွားပါဆိုတော့ရွေးပြီးလောက်တာမျိုးတက်စားလို့ရှိရင်ကိုကတော်တော်များများကို cover မိအောင်လုပ်ထားတဲ့ကလေးတွေကတကယ်ဖြည့်တဲ့ခါမှာလည်းအမှတ်ကောင်းရနိုင်ဖို့ကလွယ်ကူတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီနေ့ business message ကတော့စာလုပ်တဲ့ခါမှာရွေးပြီးတော့လုပ်တာမျိုးတက်စားလို့ရှိရင်တေချာပေါ့နော်အကြောင်းအရာကိုနှစ်ဆက်နဲ့နားလည်အောင်လုပ်ပြီးတော့မှစာမွေးတစ်ခုဖြည့်ပါဒါကြောင့်ဒီလိုလုပ်မယ်ဆိုလို့ရှိရင်တော့စာမွေးတိုင်း5ကျင်းစီပါအမှတ်ကောင်းနဲ့ဖြည့်နိုင်မှာဖြစ်ပါတယ်